ကျွန်တော်ကိုဆင်းရဲအားပေးနေလျက်ရှိကြတဲ့ချစ်တရိတ်တဲ့အားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ16ရက်5လ2025ဆိုတဲ့တောက်ကြနေ့ကဏ္ဍမှာ16ရက်5လ2025ဆိုတဲ့တောက်ကြနေ့ကဏ္ဍအတွက်ပေါ့နော်နောက်ဆုံးတစ်ရက်ပေါ့နော်နောက်ဆုံးတစ်ရက်ကျန်တာပေါ့နော်ကြံတစ်ရက်မှာလဲလက်ဆောင်အနေနဲ့ပြီးသွားမှာပေါ့နော်တစ်ရက်ကြံတကယ်လဲလက်ဆောင်အနေနဲ့ပြီးသွားမှာပေါ့တနေ့ကုန်းစာ1ချိန်အနေနဲ့နှစ်3 1ချိန်ပေါ့နော်တနေ့ကုန်းစာ1ချိန်အနေနဲ့နှစ်3 1ချိန်နှစ်3 1ချိန်ကိုပฏิကဏ္ဍအနေဖြင့်လည်းအသုံးပြုနိုင်ပါတယ်ပေါ့နော်ဒီထဲမှာတနေ့ကုန်းစာ1ချိန်နှစ်3 1ချိန်ဒီအထဲကပฏิကဏ္ဍအနေနဲ့နော်တရက်ကြံတာဆိုတော့လေကြံတရက်မှာလဲပေါ့ပฏิကဏ္ဍလေးပฏิကဏ္ဍကတော့နှစ်ပေါ့နော်ပฏิကဏ္ဍကနှစ်ပေါ့နော်ဒီထဲကနှစ်နဲ့ဆိုလို့ရှိရင်နှစ်3နှစ်5နှစ်6နှစ်8နှစ်9နှစ်3နှစ်5နှစ်6နှစ်8နှစ်9ဒီ5ကွက်ပူထိုးပေါ့နော်တနေ့ကုန်းစာ1ချိန်နှစ်3 1ချိန်နှစ်ဆိုရင်နှစ်3နှစ်5နှစ်6နှစ်8နှစ်9ဒီ5ကွက်ပဲပူထိုးပေါ့နော်တနေ့ကုန်းစာပฏิကဏ္ဍအနေနဲ့နှစ်ပတ်တိပေါ့နော်နှစ်3နှစ်5နှစ်6နှစ်8နှစ်9ဒီ5ကွက်တာထိုင်ထိုးနေလိုက်ပေါ့နော်ကြံတရက်ကြံနဲ့တရက်လည်းပေါက်အောင်ပေါ့နော်ဒါကတော့နှစ်အပိုင်းပေါ့နော်1ချိန်ကတော့နှစ်3 1ချိန်ပေါ့နော်မနေ့ပြန်အတွက်ထူးခြားမဲ့ကဏ္ဍလေးပေါ့နော်မနေ့ပြန်အတွက်ထူးခြားမှာဘာတွေထူးခြားမှာလဲဆိုတော့ခါကြတော့9ပရိတ်နဲ့3ညာပရိတ်နော်9ပရိတ်နဲ့3ညာပရိတ်ဒါကတော့နေကုံပရိတ်ပေါ့နော်တနေကုံစာပရိတ်ကပါပရိတ်လဲ9ပရိတ်နဲ့3ညာပရိတ်တနေကုံစာကီးအနေနဲ့မာစတာကီးကိုပြောမယ်နော်မာစတာကီးက2ခွန်လေးမာစတာကီးက2ခွန်လေးနော်ပရိတ်က9ပရိတ်3ညာပရိတ်ပေါ့နော်ဒါထူးခြားမဲ့ပရိတ်ပေါ့ရှေ့မှာပြောထားပြီးသား8ခွန်နဲ့9မပြီးပဲဒီတပတ်ဒီပွဲမပြီးဘူး8ခွန်နဲ့9 4လုံးအပြီး